boost လုပ်တိုင်းမရောင်းရတာဘာကြောင့်လဲကျွန်တော်ဒီနေ့လေအဲ့အကြောင်းအရာလေးကိုတစ်ချက် share လုပ်ပေးမယ်အဲ့ဒါဘာလဲဆိုရင်ကျွန်တော်တို့တွေတော်တော်များများအထင်မှားတတ်ကြတယ်ပေါ့နော်ကျွန်တော်တို့ boost လုပ်တိုင်းရောင်းရတယ်ပေါ့ boost လုပ်တဲ့အခါမရောင်းရတဲ့အခါကျရင်ကျွန်တော်တို့တွေအခက်အခဲတွေတွေ့ကြပြီပေါ့နော်ဆိုတော့အဲ့ဒါဘာကြောင့်လဲဆိုတော့ကျွန်တော်တို့တွေ marketing ဘိုင်းကိုတေချာမလုပ်ခဲ့လို့ပေါ့နော် branding ဘိုင်းတွေ marketing ဘိုင်းတွေကိုကျွန်တော်တို့တေချာနားမလည်ခဲ့လို့ဖြစ်လာရတဲ့အခက်အခဲတွေပဲပေါ့ဆိုတော့ကျွန်တော်တို့အခုနောက်ပိုင်းမှာကလူတိုင်းက boost လုပ်လာတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဘာကိုပြိုင်ဆိုင်လာရလဲဆိုတော့ကျွန်တော်တို့ရဲ့ page က user တွေနဲ့ဘယ်လောက်အထီးတွေ့များခဲ့လဲပေါ့နော်ပြီးသွားရင်နောက်တစ်ခုကကျွန်တော်တို့ရဲ့ content အရေးတွေ့ရအောင်ဘယ်လောက်ကောင်းလဲပေါ့အဲ့ဒီအပေါ်မှာအများကြီးစကားပြောခဲ့ပြီပေါ့နော်ကျွန်တော်တို့ boost လုပ်တိုင်းရောင်းရတယ်ဆိုတော့ kick ကအများကြီးကြံခဲ့ပြီပေါ့ဆိုတော့ကျွန်တော်တို့ဒီနေ့ဒီချိန်မှာဘာတွေလုပ်တင်လဲဆိုရင်ကျွန်တော်တို့ရေရှည် plan အတွက်ကိုကျွန်တော်တို့ရဲ့ page တွေကျွန်တော်တို့ရဲ့ product တွေကျွန်တော်တို့ရဲ့ service တွေအတွက်ကိုတေချာလေးတည်ဆောက်တင်နေပေါ့နော်တေချာ plan လေးလုပ်မယ်ကျွန်တော်တို့ content plan တွေတေချာလုပ်မယ် marketing plan တွေတေချာလုပ်မယ်ကျွန်တော်တို့ offline တွေ online တွေကိုတေချာမျှသွားပြီးတော့မှကျွန်တော်တို့ရဲ့ branding ဘိုင်းကိုတေချာတည်ဆောက်တင်နေပေါ့နော်ဆိုတော့ကျွန်တော်တို့စီမှာများရဖြစ်ကျွန်တော်တို့ branding plan တွေ marketing plan တွေမရှိကြဘူးပေါ့နော်လုပ်ငန်းတိုင်းอ่ะဆိုတော့ကျွန်တော်တို့ကအခု post တင်နေအခု boost လုပ်တယ်ပေါ့နော်ပြီးတော့ရောင်းရတဲ့အခါတော့ကျွန်တော်တို့ရောင်းရတယ်ပေါ့မရောင်းရတဲ့အခါကျရင်တော့ကျွန်တော်တို့အမျိုးစုံတွေအမှာခက်ခဲတွေတွေ့ကြပြီပေါ့နော် media buyer ရဲ့အပြစ်လိုဘာလို့အဲ့လိုမျိုးတွေဖြစ်ကြတယ်ပေါ့နော်လက်ရှိကြုံနေရတဲ့ကျွန်တော်တို့ရဲ့ဒီ industry ထဲမှာအဲ့လိုမျိုးတွေဖြစ်နေကြတယ်ပေါ့နော်ဆိုတော့ကျွန်တော်အနေနဲ့အကြံပေးချင်တာကကျွန်တော်တို့လုပ်ငန်းတွေအနေနဲ့ရေတို plan အတွက်ပဲမဟုတ်ဘဲနဲ့ကျွန်တော်တို့ရေရှည် plan အတွက်ကိုအများကြီးစဉ်းစားတင်တယ်ပေါ့နော်ကျွန်တော်တို့လာမယ့်2026အတွက်ကိုခုတွေကကြိုပြီးတော့ကျွန်တော်တို့ content plan တွေ marketing plan တွေကိုကတော့ဘယ်နေရာတွေမှာဘာတွေလုပ်မယ်ဆိုတဲ့ plan တွေကိုကြိုပြီးတော့လုပ်ထားတင်တယ်ပေါ့ကျွန်တော်တို့အဲ့ဒီအချိန်မှာ plan တွေဆွဲတဲ့အချိန်မှာအခက်အခဲတစုံတရာရှိခဲ့ရဆိုရင်လည်းကျွန်တော်တို့သိနာလဲတဲ့လူတွေနဲ့တိုင်ပင်လို့ရပါလို့ကျွန်တော်စီမှာလည်းလာရောက်တိုင်ပင်ပြီးတော့မှဆွေးနွေးလို့ရတယ်ပေါ့နော်